မင်းဟာရေတွင်းမဟုတ်ဘူးမင်းဟာမိသားတစ်ခုပဲမိတ်ဆွေကတခါတလေရေကုန်သွားတဲ့ရေတွင်းလို့ခံစားဘူးလားကိုကလူတိုင်းကိုပေးတယ်ဒါပေမဲ့မိတ်ဆွေကိုကပြန်ပေးမဲ့သူမရှိဘူးပုံမြင်လေးတစ်ခုပြောပြမယ်တောင်ချမ်းကြီးရဲ့အနီးကရွာလေးတရမှာတာတီးဆိုတဲ့တခုတ်တမတယောက်ရှိတယ်သူကလူကောင်းတယောက်အကူကြီးလူတိုင်းကိုကူညီပေးတယ်ဒါပေမဲ့သူအမြဲပင်ပန်းနေရတယ်မျိုးလုံးတွေကလည်းညှို့မိုင်းနေတယ်လက်တွေကလည်းတုံရည်နေတယ်မနက်တိုင်းသူတစ်တခုတ်တဲ့လမ်းမှာသူ့ကိုလူတွေကခေါ်ကြတယ်အကူကြီးတောင်းကြတယ်တာတီးလာပေါင်းမိုးရွနေလို့တာတီးလာပေါင်းရေဆွဲပေးပါအောင်တာတီးဒါလေးတည်ပေးပါအောင်တာတီးချန်စီလေးပြင်ပေးပါအောင်မျိုးကူညီတောင်းကြတယ်တချို့ဆိုရင်လောက်တာအောင်မကြိုက်လို့တော့နှီးတယ်မြန်းတယ်လောက်တာအဆင်မပြေဘူးစိတ်နာမပါဘူးလားတော့အဖြစ်ပြောတဲ့လူတွေရှိတယ်ဒါပေမဲ့တာတီးကသူတို့ကိုရှင်းပြတယ်တီးခန့်တယ်ကူညီပေးတယ်ဒီလိုနဲ့ပဲသူ့ရဲ့အချိန်တွေကုန်လာတယ်သူ့အိမ်မှာကြတော့စားစရာလည်းလုံလောက်မရှိဘူးမီးမရှိဘူးရှည်မရှိဘူးသူ့ရဲ့ဘဝကကူညီပေးပေမဲ့အမြဲတမ်းချုပ်တဲ့၆ကတ်နေတယ်ဒါနဲ့သူတညပိုက်ဆက်စာနဲ့တက်တော်နာမနေတဲ့တန်ဃာတော်တစ်ပါးစီသွားတယ်ဆရာတော်ကျွန်တော်ရမ်းပင်ပန်းနေပြီဆိုပြီးတော့အချိုးကြောင်ပြောပြတယ်ဆရာတော်ကသူ့ကိုရေနံစီမင်းတစ်လုံးပေးလိုက်တယ်ဒီမင်းယူသွားလူတွေကူညီပေးလိုက်ပါလို့ပြောပြီးမင်းငိမ့်ဝိုင်းပြန်လာခဲ့လို့မှားလိုက်တယ်ဒါတိကမင်းယူပြီးပြန်သွားတယ်ရွာဦးလူတယောက်ကလာပြီးသူ့စီကရေနံစီတဝက်တောင်သွားတယ်တချို့ကလည်းမိစားလေးနည်းနည်းဖြတ်ပြီးပါတောင်းသွားတယ်ချို့ကတော့လည်းမီးလေးပြပေးပါကိုကြီးတောင်းတယ်တချို့ကလည်းမီးရင်ကြီးတယ်ချို့ကြလည်းသေးတယ်ချို့ကြလည်းတေချာမမြင်ရဘူးအမျိုးမျိုးဖွေပန်ကြတယ်ပြောကြတယ်တတိကအဲ့ဒါကိုတီးခန့်တယ်ရှင်းပြတယ်အဲ့ဒီအချိန်မှာမီးကငြိမ်သွားတယ်ဒါနဲ့ဆရာတော်စီပြန်လာတယ်အဲ့ဒီမှာဆရာတော်ကပြောတယ်ဒါဒီမင်းရဲ့စွမ်းအားကဒီစီလိုပဲမင်းအတွက်တော့မလုံလောက်ဘူးဆိုရင်တရွာလုံးကမင်းဘယ်လိုပေးနိုင်မှာလဲမင်းကလူတိုင်းအတွက်မီးမဟုတ်ဘူးနောက်နေ့တာတီထဲမှာပုံမှန်တိုင်းထင်ခေါက်သွားတယ်လူတွေကသူ့ကိုခေါ်တယ်အောင်တာတီလာအောင်ရေဝိုင်းဆွဲအောင်ဒါလေးမပေးပါအောင်ရိုက်လုပ်ပေးပါအောင်ခေါ်ကြတယ်ဒါပေမဲ့သူမရက်တော့ဘူးအသားတကြီးပဲခေါင်းလေးခါပြတယ်ကျွန်တော်မအားဘူးဆိုပြီးညင်လိုက်တယ်ပြီးတော့ပြုံးလေးနဲ့ပဲနှုတ်ဆက်ပြီးသူ့လန်သူလျှောက်သွားတယ်ဒါနဲ့ချားလူတွေကတာတီအချိုးပြောင်းသွားပြီးဘဝင်မြင့်သွားပြီလို့ပြောကြတယ်ဒါပေမဲ့သူတီးခံတယ်သူလှုပ်ရှားရှိတဲ့လှုပ်ပဲသူလှုပ်တယ်ဒီလိုနဲ့အချိန်ကြာလာတော့သူ့ဘဝလေးပြန်တည်ငြိမ်လာတယ်ပုံမြင်လေးရတာပါပဲမိတ်ဆွေရဲ့စာအားကမိတ်ဆွေရဲ့ဘဝပါပဲမိတ်ဆွေကခြေတွင်းတွင်မဟုတ်ပါဘူးမိတ်ဆွေဟာမိသားတစ်ခုပါကိုမိကိုကာကွယ်ပါမှန်ကန်တဲ့လူတွေအတွက်သာမိထွန်းပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုစိတ်ဝင်စားစရာဘုဒ္ဓတရားစရာစိတ်အားတက်စရာပုံမြင်လေးတွေကိုပုံမှန်တင်ဆက်ပေးနေတာမို့လို့ဒီ Western Group Channel လေးကို Like and Subscribe လုပ်သွားပေးဖို့မမေ့နဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်